ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီ channel မှာကြည့်လို့ပါတယ်ကျွန်တော်ရဲ့ဒီဘက်ဆောင်ကြောက်ပတ်တီးရတော့968ကိုမကြောက်ပါဘူးနှစ်ခွန်း3ရက်တွင်2ကြိမ်လောက်လာပါလိမ့်မယ်ဗျာနော်နှစ်ခွန်းတွဲပြီးတော့လည်းလာနိုင်ပါတယ်၄ရက်တော့ဇာတုပတ်တီးလိုက်ပါနော်3ရက်တွင်တော့လာနိုင်တယ်ဗျာနော်ဒီမှာတော့ကျွန်တော်ပတ်တီးလုံးတင်ပြီးပါမယ်နောက်ပိုင်းရက်တွေထွက်ပြီးပတ်တီးလုံးတင်ပြီးပါမယ်ဒီနေ့လည်းလာဟိုင်းနေရပါတယ်ဟိုဘက်ကလာဟိုင်းပြီးတော့ကျွန်တော်မပြီးပြတော့အလုပ်တော်ရှုပ်သွားလို့ပါတယ်နော်အဲ့လိုမျိုးကျွန်တော်ဒီမိနစ်မှာကျွန်တော် message ကြီးပို့ပေးနေပါတယ်နော်တပတ်စာ message နဲ့ဒီနေ့ကြီးပို့ပေးနေပါတယ်ဗျာနော်လာဟိုင်းလို့ရပါတယ်လာဟိုင်းလို့ကျွန်တော်မအားလို့ရှိရင်မဟုတ်ဖြစ်ပါဘူးအဲ့ဒါလေးတော့နားလည်ပြပါဗျာနော်ဒီကျန်တဲ့လူတွေလည်းရှိပါတယ်နော်ကဲဒါလေး screenshot လေးရိုက်ထားပါဗျာဒီတဲ့ပတ်တီးလေးကိုအဆင်ပြေမယ်ထင်တဲ့ဟာလေးကိုဥမာတစ်လုံးကိုအကိုင်တေချာစောင့်ချလိုက်ပါဗျာနော်ဒီထဲအကိုင်ကိုဒီတစ်လုံးတေချာအကိုင်ကိုစောင့်ချလိုက်ပါနော်အဲ့ဒါမှပေါက်တဲ့အချိန်မှာမြင်ရမှာပါဗျာနော်ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ like share ခြင်းဖြင့်ကူညီပါဗျာနော်ဆက်ကြည့်တဲ့လူပဲများနေပါဗျာနော်ကျွန်တော် free သမားပါfree ပဲပေးပါတယ်ဗျာနော် live ရဲ့လူတွေသိပါတယ်ဟုတ်လားကဲဒီနေ့မနေ့ထုတ်ကြီးတယ်နော်နောက်ပိတ်လို့ကျွန်တော်တိုးကလေးထုတ်တာရှိပါတယ်ကျောင်းနဲ့တုံရနောက်ပိတ်တော့ပြန်နော်ဒီတိုးကရှစ်ကထုတ်တာပါတယ်ကျန်နေတဲ့ဆိုရင်ယူ3မှာကိုမရှိတဲ့ဝန်းကျင်တွေကတ်ထိုးလို့လည်းရပါတယ်ချိန်စာပြီးထိုးလို့ရအောင်ပေးတာပါဗျာနော်ညနေပိုင်းတော့4ခွန်းနောက်ပိတ်ခံရပါတယ်ဗျာနော်ကိုမရှိတဲ့ဝန်းကျင်တွေကတ်ထိုးပါတယ်ဒါလေးစပင်ကျော်လေးရိုက်တာပါကဲအားလုံးပဲအပွင့်နေမနဲ့မှလည်းစင်ကြယ်ကောင်းကြပါလိမ့်ဗျာနော်နောက်နေ့အတွက်လည်းဒီနိုင်တိုင်းနိုင်ပါစေနော်ဒါလေးတရားစံဆုံးလေးရိုက်ထားပါဗျာနော်ကျွန်တော်ဗီဒီယိုပိုင်းလေးတူမှာဆိုလို့20တွေပဲပြတော့ဗျာနော်ကျွန်တော်တူမှာဆိုလို့ကျွန်တော်3မိနစ်စာလေးကျွန်တော်ရအောင်ရိုက်နေရပါဗျာနော်ဒါလေးစံဆုံးရိုက်ထားပါဒါလေးဒီနေ့မနက်ပေါ့နော်ဒီနေ့မနက်ညထိုးခွင့်လေးပါဒီနေ့တော့ကျွန်တော်အချိန်ရရင်တော့ထိုးခွင့်လေးထပ်တင်ပေးပါမယ်နော်